Michael Carrick လက်ထက်မှာပြောင်းလဲသွားတဲ့ Manchester United အသင်းရဲ့ကစားကွက်အားလုံးမင်္ဂလာပါကျွန်တော်တို့အသင်းအကြီးမှုလေးရတုပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ YouTube channel လေးနဲ့ Facebook page ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့မင်းညကစားသွားတဲ့ Atletico Madrid နဲ့ Manchester United တို့အသင်းရဲ့ပွဲစဉ်မှာ Manchester United အသင်းအနေနဲ့ Atletico Madrid အသင်းကိုအတော်လေး PR ပေးပြီးတော့ကစားသွားနိုင်တာမျိုးကိုတွေ့ရတယ်ရှုံးနေတယ်ဆိုတဲ့အနေအထားမှာတော့အကောင်းဆုံး comeback ဖြစ်ခဲ့ပြီးတော့ 2-1 ဆိုတဲ့ရလဒ်နဲ့ပွဲကိုအနိုင်ရရှိအောင်ကစားသွားတယ်ဒါကဘာလို့မရမလဲဆိုလို့ရှိရင်ကျွန်တော် Michael Carrick ရဲ့လက်ထက်မှာ Manchester United အသင်းကတခြားနီးပြတွေလက်ထက်ကအသင်းနဲ့မတူတော့ဘဲနဲ့သူတို့အနေနဲ့ဒါရှုံးနေတယ်ဆိုရင်တော့မှပဲနိုင်မှုအတွက်ကိုရတဲ့ပုံစံမျိုးနဲ့ပြန်ပြီးတော့အကောင်းဆုံးကြိုးစားလာတာမျိုးတွေကိုတွေ့ရတယ်ပေါ့နော်တီမိုနီဆိုရာက Atletico Madrid ကိုတီဆောက်လာတာ15နှစ်တာရှိသွားပါပြီဒါပေမဲ့မနေ့ညကတရားတီတော့မပြည့်သေးတဲ့ Carrick ရဲ့ဒါ Manchester United အသင်းနဲ့ကစားတဲ့ပွဲစဉ်မှာအဖက်ဖက်မှာအနေငယ်အားနည်းနေတာမျိုးတွေတွေ့ရတယ်ဒါပေမဲ့ဒါကလည်းကျွန်တော်တို့ခြေစမ်းပွဲဆိုတာလည်းဖြစ်ကောင်းဖြစ်နိုင်လို့ပါခြင်းလဲပါလိမ့်မယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ Manchester United fan တွေအနေနဲ့ကတော့နေ့ညကစားသွားတဲ့ပွဲမှာလူငယ်ပိုင်းရောဒါကျွန်တော်တို့လက်ရှိ first line နဲ့မှာကစားနေတဲ့ player တွေရောရဲ့ကစားပုံကစားဟန်ကိုအတော်လေးသဘောကျအားရမှုတွေရှိပါတယ်Academy player လေးတွေဖြစ်တဲ့ဒါ JJ Gabriel တို့တခြားကစားသမားလေးတွေလည်းပေါ်ထွက်လာတာကိုတွေ့ရတယ် JJ Gabriel အနေနဲ့လည်းနေ့ညကစားသွားတဲ့မိနစ်အနည်းငယ်မှာတော့မှပဲသူ့အနေနဲ့အကောင်းဆုံး performance လေးတစ်ခုကိုပြသွားနိုင်တာတွေ့ရတယ်အထူးသဖြင့် Academy player ထဲမှာအကောင်းဆုံး performance ပြသွားတာဆိုလို့ရှိရင် Shellens ပေါ့နော်မနေ့က big chance တွေလည်းဖန်တီးပြီးတယ် penalty တစ်ချိန်ရအောင်လည်းလုပ်ပေးသွားတယ်သူ့ကြောင့်ပဲခြေပါကိုပြန်ရတယ်နောက်ပြီးတော့လူငယ်ကစားသမားတဦးဖြစ်တဲ့ကွင်းလယ်ကစားသမား Fletcher ကလည်းမူမူရဲ့ဒုတိယမြောက်အနိုင်ကိုရရှိဖို့အတွက်ဖန်တီးပေးမှုတွေပြုလုပ်သွားတာမျိုးတွေတွေ့ရတယ်ဒါအောင်ပြန်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အသင်းအနေနဲ့ Michael Carrick ရဲ့လက်ထက်မှာအတော်လေးကိုတိုးတက်ပြောင်းလဲလာတာမျိုးကိုတွေ့ရပါတယ်ဒါလူငယ်တွေမှမဟုတ်ဘူးဒါ first line နဲ့ player တွေဖြစ်တဲ့ player တွေဆိုလို့ရှိရင်လည်းမနေ့ကညအမ်ဘူမိုတို့ဒိုခူးတို့အာမတ်တို့မေဆန်မောင်တို့Harry Maguire တို့ Luke Shaw တို့ဆိုလေသူ့နေရာနဲ့သူ position အလိုက်အဆင်ပြေနေသေးတယ်ပြီးခဲ့တဲ့ယာတီကခြေစွမ်းမျိုးပဲလက်ရှိယာတီမစခင်အထိမှလည်းအကောင်းဆုံး performance တွေပြနေတာမျိုးကိုတွေ့ရသေးတယ်အထူးသဖြင့်ပြောချင်တဲ့အကြောင်းအရာဒီ Carrick လက်ထက်မှာတော်တော်လေးအားနည်းနေတယ်ကျွန်တော်တို့ကွင်းလယ်ပိုင်းကိုမနေ့ညက Sandro နဲ့ Mason Mount တို့ကအတော်လေးကိုထိန်းချောင်းပြသွားနိုင်တာကိုတွေ့ရတယ် connection အတော်လေးမိလာတယ်တိုက်စစ်ပိုင်းမှာဆိုလို့ရှိရင်လေဒါ Shellens လေးအနေနဲ့ကလည်းလိုရင်လိုသလိုကွင်းလယ်နဲ့ connection ပြန်လုပ်တယ်အမူမိုလည်းအတော်လေးလိုက်ပြီးတော့ရုံဆော့ပေးတယ်ဒိုကူးဆိုလည်းသူ့ညာနဲ့သူအတက်ဆင်းမှန်မှန်လေးနဲ့အကောင်းမွန်ဆုံးလုပ်ပြသွားတာမျိုးတွေတွေ့ရတယ် Lani Euro ဆိုလို့ရှိရင်လည်းဒါသူ့ရဲ့ position role မဟုတ်ဘူးပေါ့နော်ဒါသူ right center back ကိုဆော့နေရတာဖြစ်တဲ့အတွက်ကြောင့်ဒါပေမဲ့မနေ့ညက Lani Euro ရဲ့ performance ကလည်းအရင်ပွဲတွေကထက်ကိုအတော်လေးကောင်းနေတာမျိုးကိုတွေ့ရတယ်ဒါကိုကြည့်ချင်းအပြင်ကျွန်တော်တို့အနေနဲ့အတော်လေးကိုကိုယ့်ရဲ့အသင်းပေါ်အားရမိပါတယ်Carrick ရဲ့လက်ထက်မှာဒီလိုမျိုးကစားသမားတွေအနေနဲ့ရှုံးနေတယ်ဆိုရင်တောင်မှပဲသူတို့အနေနဲ့ရတဲ့ပုံစံမျိုးနဲ့အကောင်းဆုံးခွင့်ရည်တွေပြန်ယူပြီးတော့အနိုင်ပွဲဖြစ်အောင်ဖန်တီးပေးသွားတယ်ဒါကကျွန်တော်တို့အတွက်ကောင်းမွန်တဲ့ရလဒ်တစ်ခုပါလက်ရှိစော့နေတဲ့ first line နဲ့ player တွေလည်းဒီလို performance မျိုးကိုဆက်လက်ပြီးထိန်းထားသွားနိုင်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အနေနဲ့လာမယ့်ရာသီမှာအများကြီးတော့မမျှော်လင့်ထားဘူးဗျာနော်ဖလားဆောင်သိမ့်မယ်လို့ဘာတို့တွေကအခုချိန်မှာအရင်စောပါသေးတယ်ဘာဖြစ်လို့ဆိုတော့အသိန်းကိုပြန်လဲတိစောက်နေစေကာလဖြစ်တဲ့အနေအထားမှာကျွန်တော်တို့အနေနဲ့အများကြီးမမျှော်လင့်ထားတာတော့ပိုပြီးကောင်းမယ်လို့ပဲသုံးသပ်ပေးကြပါတယ်တချို့ fan base တွေကတော့ဒါဒီလိုမျိုးအများကြီးရှင်တော့တချို့ဒီဖလားယူမယ်တို့ဟိုဖလားသိမ့်မယ်ဒီဖလားသိမ့်မယ်ဒါတွေကကျွန်တော်တို့တို့အခုချိန်မှာပြောဖို့စောနေပါသေးတယ်Ineos ရဲ့ title plan ကလည်းအနည်းဆုံး2030 2031လောက်မှပြန်ပြီးတော့ဒါဖလားတွေအတွက်ကိုနည်းနည်းရွယ်ထားတယ်လို့ဆိုရမှာပေါ့နော်အဲ့တော့လက်ရှိမှာတော့ကျွန်တော်တို့အနေနဲ့အသင်းကိုပြန်လဲတိစောက်နေတဲ့ကာလမှာလက်ရှိခြေစွမ်းအသင်းရဲ့လက်ရှိတိုးတက်မှုကကျွန်တော်တို့အနေနဲ့တော့အတော်လေးအားရစရာကောင်းနေပါသေးတယ်ခြေစမ်းပွဲ3ပွဲကစားပြီးသွားပြီတပွဲရှုံးထားတယ်2ပွဲနိုင်ထားတယ်ဒါ Atletico ကိုနိုင်ထားတဲ့အတွက်ကိုဒါကျွန်တော်တို့အတွက်ကတော့အနည်းငယ်ဂုဏ်ယူစရာလို့ဆိုရမှာပေါ့နော်မနေ့ညကန်သွားတဲ့ပွဲဒီအရေးမကြီးဘူးဆိုပေမဲ့လေတိတ်ခါပိုင်းကတော့သူ့နေရာနဲ့သူအထိုက်အသင့်အလေးကြီးတဲ့ပွဲဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အနေနဲ့ကတော့ fan base အနေနဲ့မနေ့ညကန်သွားတဲ့ Manchester United အသင်းရဲ့ခြေစွမ်းကိုအတော်လေးသဘောကျအားရမိပါတယ်တခြားကစားသမားအသစ်တွေသာထပ်မံပြီးရောက်လာမယ်အသင်းရဲ့ system နဲ့အဆင်ပြေတဲ့ကစားသမားမျိုးတွေသာထပ်မံရောက်ရှိလာအောင်မယ်ဆိုလို့ရှိရင်တော့ Manchester United အနေနဲ့ဒီထက်ပိုပြီးကောင်းမွန်တဲ့အသင်းဖြစ်လာမယ်လို့ယုံကြည်ပါတယ်လက်ရှိမှာတော့ကျွန်တော်တို့ခေါ်ယူထားတဲ့ Chelsea အသင်းရဲ့ကွင်းလယ်ကစားသမား Andre Santo ကတော့အသင်းရဲ့ကွင်းလယ်ကိုသူကအတိုင်းအတာတစ်ခုထိ
တော်တော်လေးထိန်းချောင်းနေတာမျိုးတွေ့ရတယ်ဒါကြောင့်အန်ဒရီဆန်တိုရဲ့ခေါ်ယူထားမှုနဲ့ပတ်သက်ပြီးတော့ညီကိုတို့အနေနဲ့ဘယ်လိုမြင်ကြလဲဆိုတော့ကျွန်တော်ရဲ့ဒီဗီဒီယိုလေးမှာဝင်ရောက်ပြီးတော့ဆွေးနွေးပေးခဲ့ကြပါအောင်အားလုံးကျေးဇူးအများကြီးတင်ပါတယ်